ကြောချိုပင်ကတော့အခုသူရဲ့ရွှေပေါ့နော်ဆွေကြိုးလေးပေါ့နော်ဆွေကြိုးလေးသူလောက်ထားတယ်အဲ့ဒီမှာဘယ်လိုမျိုးဆိုတော့သူပထမဒီရှင်းပြမဖြက်ကလေးကပေါ့နော်ဒီတက်ပုံရဲ့ထားတာအဲ့ဒီမှာဆိုရင်ဘယ်လိုမျိုးအမေတ္တသားတွေပါလဲဆိုတော့သူမမကိုဘယ်လောက်ထိတန်ဖိုးထားလဲမမလည်းကိုဂူစားပြပြီးတော့ဘယ်လောက်ထိသူအလေးထားလဲဆိုတာပရိသတ်တွေကိုသိသိချင်တာပါအဲ့တော့သူ့ရဲ့ဒီတက်ပုံထဲမှာဆိုရင်တော့သူပထမဆုံးခပတ်ကိုကန်ထားတယ်ပြီးသူ့ရဲ့ဒီကြောဘုံမှာနမလိုင်းကိုရှောင်ထားတယ်အဲဒီလိုမျိုးလေးပုံကိုသူကဒီရွှေဆိုးကျိုးအဖြစ်ပေါ့နော်သူလောက်ထားတယ်ပြီးကြွားလေးကြွားသေးတယ်နော်ဓာတ်ပုံတွေပါလေးတင်ထားတယ်တကယ်ကိုဒါလူငယ်တယောက်အနေနဲ့ပေါ့နော်ဒီလိုမှမှသူချင်းမဖြစ်ဖို့ပေါ့နော်ဒါပေမဲ့မနဲ့ဒီလိုမျိုးလေးဖြစ်တဲ့အခါမှာသူ့ရည်မှန်းချက်ကဒါပေမဲ့အတွက်ဘယ်လောက်လေးဂုဏ်စရာကောင်းတဲ့ဒီမျိုးသက်လူငယ်တယောက်ဖြစ်ချင်လဲဆိုတာဒါတည်တာတယ်ပေါ့နော်နောက်တကယ်ကိုဂုဏ်စရာလေးကောင်းတယ်လို့ပြီးရင်လေးသားတရားလေးကောင်းတယ်အတူတူတရားလေးကောင်းတယ်ပေါ့နော်တခြားတော့တခြားတော့ဆိုရင်တော့ဒါတိုက်ရင်သားတွေရှိတယ်နောက်မြန်မာဖိုက်တာတွေလေးရှိတယ်ဒီကိုယ့်ရဲ့မြန်မာအလန်ကိုပေါ့နော်ကိုစားမပြုတ်ပြီးတော့ကိုယ့်အလန်ကိုစားပြုတ်တဲ့လူတွေလေးရှိတယ်ဘာမှမဖြစ်ပါဘူးဒါပေမဲ့ကိုယ့်မြန်မာနိုင်ငံကမွေးဖွားလာတယ်ဆိုတော့မြန်မာလည်းနဲ့ကိုစားပြုတ်ပြီးတော့ထိုးတာပို့ပြီးတော့ကိုယ့်အတွက်အားပေးမှုလေးကောင်းတယ်လို့ပို့ပြီးတော့လည်းဂုဏ်စရာလေးကောင်းတယ်နော်ဒါနိုင်ငံကိုစားပြုတ်တာနော်ဟိုကကျတော့ကိုယ့်လူမျိုးကိုကိုစားပြုတ်တာရတယ်ဘာမှမဖြစ်ဘူးပေါ့နော်ကိုယ့်ရဲ့နိုင်ငံကိုစားပြုတ်တယ်ဆိုပို့ပြီးတော့အောင်မြင်မှုကရနိုင်တယ်လို့ပြောချင်ပါတယ်ခင်ဗျအားလုံးကျေးဇူးပါ